လုံးပြန်လောက်အောင်သတိလင်းနေတဲ့လူနာကိုသွားပြီးတော့မှအစာသွားကျွေးလို့မရဘူးနော်သူဘာမှတုံ့ပြန်မှုလာမှာမဟုတ်ဘူးကြီးအဲ့တော့ကျွန်တော်တို့ကစုပ်ဖွားနဲ့သူ့ရဲ့ခုခံကိုပြန်တွန်းပေးမှာတွန်းပေးပြီးတော့မှနောက်ကနေပြီးတော့မှဟာဒီကောင်တော့အစာလိုရင်လည်းအစာနော်အားစိကျွေးမယ်ဟာမိုးယောဂကူးရမယ်ဆိုရင်မိုးယောဂကုမယ်အဲ့လိုသွားရမှာနော်ကိုကြီးနော်မဒါတီကန်ဒီမကြည့်တီကန်ဒီမှာမှာမဟုတ်ရင်သေးပြီလေတော်တော်ဒါပြန်တက်ထွက်လာ ဟုတ်တယ်သူရအောင်ရှင်းတန်းကြီးတည်း အေးဒါဟုတ်တယ်ခုမှအပြန်ထွက်လာတာဘာလို့သေးတာလေးကြီး ဒီငုတ်ကစား နောက်မင်းကနောက်တနေ့မင်း200 cc ထပ်ပြီးတော့လေတို့ဟိုဒါရေသတိဟိုဒါဖေးပါလေးနဲ့စက်ဖြန်းတာကြမှာအခု3ရက်ကိုမနေ့ပြန်ပြောင်းသွားတာပထမတော်တော်ကြည့်ကြည့် ဆိုဝါနဲ့ကင်ပဲပြီးတော့ခြေသွေးတစ်စိတ်ပြီးတော့ဟိုအနေလို့တဲ့အနေလို့ထည့်ပြီးလိုက်ထည့်ပြီးသေး ကောင်းတယ်ကောင်းတယ်အဲ့ဒါပြောငါမှအခုနည်းနည်းတော်သွားတာငါလန့်အောင်မယ်လို့ညနေနေအလုပ်ချောင်းလို့ဆိုပြီးအောက်ကအမြင့်ကြည့်လိုက်နော်ဒါဆိုတေးနေပြင်မသေးတော့ ဒီအစာချက်လို့မရဘူးဒီမှာအပေါ်ကနေမှ6ခွဲအောက်စာဒီမှာပြန်တက်လာတယ် ဟုတ်ရဒါလက်တွေ့ပဲ